ဘာရဲ့နာကိုအီတာချီရောက်လာခဲ့ပြီးသူခေါ်လာတဲ့အရာကိုနာရူတိုစီသွားဖို့လှုပ်ပေးလိုက်ပါတယ်အဲဒါကြောင့်ကိုနိုဟာရွာတဲ့ဝေးုံနဲ့လူတယောက်ကရောက်လာတဲ့အတွက်အားလုံးကတက်နိုင်တယ်လို့ခုခံနေကြတဲ့အချိန်ကိုနိုဟာမာရုကသူ့ကိုကြီးနာရူတိုကိုသွားခေါ်လာခဲ့ပါတယ်အတော်လေးတန်မာတဲ့ရန်သူဖြစ်ပေမဲ့နာရူတိုကတော့ထုံးစံတိုင်းအပီကျိတ်ဖို့ပြင်လိုက်ပြီးသူ့ရဲ့ကိုဝါးတွေနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်အဲ့လိုနဲ့ဝေးုံကျွတ်သွားတဲ့အချိန်မှာတော့အဲ့ဒါကလူတယောက်မဟုတ်ပဲနံပါတ်960ဆိုတဲ့နာရူတိုရဲ့ပုံစံဆက်ရုပ်တစ်ခုဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်ပဲနာရူတိုကအထူးကောင်ဘိုင်ဝမ်တီကိုဆုံးဖြတ်လိုက်ပြီးသူဖုန်းမိချကိုမတုံးနေတဲ့အချိန်မှာတော့ဆက်ရုပ်ကအလိုလျောက်ဆုံးယူနေတဲ့နာရူတိုကတဖြည်းဖြည်းဆိုင်းချိနေလာနေပါတယ်ဂျာမာတိုနဲ့ခါခါရှိကကယ်လိုက်နိုင်ပြီမဲ့ဒီဆက်ရုပ်ကနာရူတိုရဲ့နောက်ကနေချာကိုရာဆုံးယူကိုလုပ်ထားတာဖြစ်တဲ့အကြောင်းသဘောပေါက်သွားတဲ့အတွက်အတက်နိုင်ဆုံးဝေးဝေးကိုပြေးဖို့ကြိုးစားမိမယ်နာရူတိုဆက်ရုပ်ကနောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါတယ်အမ်ဘူရီမေတီရဲ့လှုပ်ရတာကနေနာရူတိုကိုတည်ထုတ်လာနိုင်ခဲ့ပြီမဲ့သူကမရှိရင်ဆက်ရုပ်ကမှရွာကိုရမ်းရမရှိအောင်ပြင်ဆင်နေမှာဖြစ်တယ်နာရူတိုကသူ့ကိုတိုက်ခိုက်မှုပေးဖို့လိုပါတယ်ဒါပေမဲ့နေကြီးရဲ့ဗျာဒူလာကနေဆက်ရုပ်ရဲ့ခန္ဓာကိုယ်ထဲမှာကိုမီကိုချိန်ပေးလို့ရတာပါတည်သွားကြတာကြောင့်သူကချာကိုရာလေးမဟုတ်ပဲအနည်းအောင်လာခိုင်းမှဖြစ်တဲ့အတွက်ကိုမီကပါသွားရင်နာရူတိုကလည်းတေချာပေါက်အသက်ဆုံးရှုံးရမှာဖြစ်ပါတယ်အဲ့ဒါအပြင်နာရူတိုနဲ့ရွာထဲမှာတိုက်ခိုက်မယ်ဆိုရင်အကုန်ပျက်စီးတော့မှာဖြစ်လို့နာရူတိုကိုအသုံးချပြီးဆက်ရုပ်ကိုအရင်ဆုံးရွာပြင်ရအောင်ထုတ်ရမယ့်အကြောင်းသူနာတွေကပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုကငယ်ကိုတခြားရွာကလက်ဆောင်ပေးလိုက်ပြီးတစ်ခါမှထုံမစီဖြစ်တဲ့ဝေါ်ရင်ကိုအသုံးချဖို့နဲ့နာရူတိုညားပေါက်နေတဲ့အချိန်အနားကိုမကတ်နိုင်အောင်ကာဝယ်ပေးမဲ့အဖွဲ့ကိုသူတို့ငယ်ငယ်ရတိုင်းဝင်ထားလိုက်ပါတယ်ကိုမီချာကိုရာကိုဖိချုံနိုင်မှုရမတိုကလည်းဘေးမှာရှိနေဘေးမှာရမှာဖြစ်တဲ့အတွက်အကုန်လုံးပြင်ဆင်လိုက်ပြီးဆက်ရုပ်ကောင်ကိုရအောင်ပျက်စီးဖို့သူနာတွေကမှာလိုက်ပါတယ်နာရူတိုဆက်ရုပ်ဒေတိုကနေလိုက်လာတဲ့အချိန်ဒီပွဲမှာတော့ဂျမနီကြီးခဲ့တဲ့ရှင်တွေကဆက်ရုပ်ကောင်ပြစ်လိုက်တဲ့ဒုံကြီးကိုသူတယောက်တည်းကာဝယ်ဖို့တူလိုက်ပါတယ်ဒါပေမဲ့ဒုံကြီးကတခုတည်းဟုတ်မနေရတဲ့အတွက်အာဘူရာမရှိလို့လည်းကိုကောင်းနေဖြစ်သွားခဲ့ပြီးဘောရင်နဲ့နှစ်ယောက်ကလည်းအထဲမှာစတင်တိုက်ပွဲနေကြပြီဖြစ်ပါတယ်ဆက်ရုပ်ကောင်ကလေဘောကနေဘုံနဲ့ဆက်လိုက်ပြချနေရကြောင်းတော်ရဲဝင်ပြေးလာကြပြီးရှီကာမာရုကသူတယောက်တည်းအာယုံလွှဲထားဖို့နေခဲ့လိုက်ပါတယ်ညံကောင်းတဲ့သူပြီးမိခိုးတွေကတစ်ဆင့်အရင်နဲ့ဖမ်းချုံနိုင်လိုက်ပြီးသူညစ်ဖို့ကြိုးစားနေတဲ့နေပြီးဆက်ရုပ်ကဖြုတ်ပြလိုက်ပြီးတဲ့နောက်အချိန်တန်းလန်းနဲ့အန်ဂျူနီယာရှီကာမာရုကိုလည်းအသာလေးအနိုင်ယူပြသွားခဲ့ပါတယ်စနာတွေကလည်းတဲရဘက်ကအခုကြီးတောင်းလိုက်ပြီးဘိုးရင်နောက်ကိုလည်းဆက်ရုံနိုင်သူကဒီမျိုးတော့ချက်ချက်မကွာနိုင်နေကြပါတယ်ဒီဒီချိန်မှာလည်းချိုကြီးကလူသားဘောလုံးနဲ့တိုက်ခိုက်ဖို့လုပ်ပြီးကောင်းကြီးရိုက်ခံလိုက်ရပြီးလူစီပေါင်း9လေးဖြစ်သွားခဲ့ပါတယ်အဲဒါကြောင့်ခီပါလေးဖန်အောက်ပါဖန်နဲ့ညီဆိုင်မှုတင်လိုက်ပြီးခုချက်လေးဆက်သွားကြောင်းတပင်ရောခွေရောခဏလောက်အိတ်နေခဲ့လိုက်ရပါတယ်ဒါပေမဲ့ပြဿနာကဝုန်းရုံတယ်အရှိကလူနေရာလုံးမရှိတော့တာကြောင့်ဒူးလို့သွားကြပြီးရှေ့ဆက်သွားလို့မရတဲ့အတွက်နဲကြီးကချာကိုရာလက်ပတ်ချင်းနဲ့ကာဝယ်ပေးလိုက်ရပါတယ်နေကြီးလှက်ပတ်နေတယ်များအထဲကိုဝင်လို့မရပါနဲ့လေရှီကာမာရုတဲ့ညံပူကောင်းနေရဲ့ဆက်ရုပ်ကတနာရီကိုကီလိုမီတာ1000ကျော်လောက်နဲ့ပတ်ပေးလိုက်ပြီးအနီးကတီးပေးလိုက်တဲ့အတွက်နေကြီးကလည်းယာမာတိုရဲ့တတ်တန်ရောင်အမ်ဘတ်တွေကိုပါမြင်လိုက်ရပါတယ်နောက်ဆုံးအနေနဲ့ခါခါချီကကိုမီမပါသွားရင်နာရူတိုကိုထုံထားလိုက်ပြီးကော်ပီနီညာရဲ့အစွမ်းကိုပြဖို့တွေးလိုက်ပြီးကော်ပီလုံးမရတဲ့တောက်တုံးတဲ့ပုံကြောင့်ကျရင်းနဲ့ခါခါချီလည်းဒီတစ်ခါတော့ခံလိုက်ရပါတယ်ပြီးရင်တော့နာရူတိုရဲ့အနာကိုလိုက်စိတ်ပါရင်းနဲ့ပါကပ်ပြီးကိုမီကိုအသေးအတန်လူယူနေတဲ့အချိန်မှာကိုနိုဟာရဲ့မဟာမိတ်ဒါရာကပေါ်လာခဲ့ပါတယ်အဆုံးနဲ့အကာအကွယ်နဲ့အဝေးကလည်းတက်ခိုက်လို့ရတဲ့ပြီးဆက်တွေရလည်းတဲဆိုရင်မခံနိုင်တဲ့ကြောင့်နာရူတိုကာဝယ်ဖို့ဒါရာကအသင့်တော်ဆုံးဖြစ်နေပြီသူတငယ်ချင်းကိုအပါမခံနိုင်ဘူးလို့ပြောပေမဲ့အဲ့ချိန်ဒီလိုမှသူ့ကိုဖမ်းသွားခဲ့တဲ့ဒေတာရာကိုတွေ့လိုက်ရတဲ့ပြီးသူရှုံးသွားတာကိုမခံနိုင်အောင်စွပေးနေရကြောင်းအချစ်ဆုံးတငယ်ချင်းကိုထားလေးလိုက်ပြီးတောက်တော့ပါအောင်လိုက်သွားခဲ့ပါတယ်အဲ့လိုနဲ့ဒီနေရာကနေအမြန်လေးမှရမယ်ဆိုတာသဘောပေါက်လိုက်တဲ့ညာတို့ကထွက်ပြေးနေရင်အိုလိုချီမာတို့ကဒီရိုက်ရက်စီကအတူခိုးထားတဲ့ငွေအစာရင်တွေကိုခေါ်သွင်းလိုက်ပါတယ်အခါစပိယကောင်ကိုခိုးသွားပြီးတီဗီလာရဲ့ဆက်ရုပ်ကြောင့်ကောင်းကောင်းသိနေတဲ့အိုလိုချီမာတို့ကကိုမီကိုသူတယောက်ရဲ့အပိုင်တိုင်းကိုကြံပြလိုက်ပါတယ်အဲ့ချိန်ဒီရိုက်ရက်ကလည်းရောက်လာပြီးဒါမှပုံနာကိုစစ်ပေါ်လိုက်တဲ့အတွက်ငွေရဲ့အစာရင်တွေကနေလူသွားကြပြီနဲ့အိုလိုချီမာတို့ကတန်တန်ကျူစုလို့ခေါ်တဲ့အရာကိုသုံးလိုက်တဲ့ကြောင့်ဟာကိုငွေရပြန်လို့သွားခဲ့ပြီးမျိုးပေါ်ကူတောင်းရဲ့နှာမှုစရာကြီးခဏတာအိတ်ဆက်သွားခဲ့တယ်ပါတယ်နောက်ဆုံးမှာတော့သူ့အကူကြီးမှမရှိရတဲ့အတွက်ကိုမီကသူ့လိုပြရမလားလို့မေးပြီးနဲ့နယ်တို့ကလက်မခံပြီးဆက်ရုပ်ကောင်နဲ့ဘိုင်ဝမ်တီကိုရွေးချယ်လိုက်ပါတယ်ချာကိုရာပမာဏအများကြီးကိုစုပ်ယူခံရတာနယ်တို့ကသူဒီလိုနေရာမှာလုံးဝအရှုံးပေးလို့မရဘူးလို့ပြောဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်သူဘလောက်တိုက်တဲ့ဘလုံးမမနိုင်ဘူးနဲ့သူတကယ်ချင်းဆာစကေကိုပြန်ခေါ်လိုက်လို့တမလာကျင်တာဖြစ်တဲ့ကြောင့်ပြောလိုက်တဲ့အချိန်မှာဆက်ရုပ်ကောင်စီကဆာစကေအတွက်ဆိုတဲ့စကားသံတွေထွက်လာခဲ့ပြီးကိုမီချာကိုရာတွေကလည်းနယ်တို့စီပြန်ရောက်လာခဲ့ပါတယ်ဘလို့အချင်းတွေပဲရောက်နယ်တို့ကဆာစကေကိုသူတကယ်ချင်းလို့တတ်မှတ်နေလို့ဆိုရင်ဒီဆက်ရုပ်ကောင်ကိုနယ်တို့ဘက်ကဖြစ်လာအောင်အီတာချီကဂန်ဂျီဆူနဲ့နှုတ်ထားခဲ့တာဖြစ်ပြီးနယ်တို့ကိုလည်းသူ့ညီလေးပေါ်ဘလောက်တန်ရုံးစီရှိလဲဆိုတာစမ်းသပ်ခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ချာကိုရာဝေးုံ